ဘာဖြစ်လို့လူဘဝရောက်ကြတဲ့ကတင်ကြရတယ်လဲဆိုရင်ကိုယ်ဘဝမလှမပဖြစ်မှာဆိုဘဝမှာလှပပြီးအချောပြေအောင်အစဉ်ပြေအောင်ဘဝတစ်ခုအစဉ်ပြေပြေနဲ့ရှင်သန်နိုင်အောင်လို့ဆိုပြီးတော့ကလေးတွေလည်းကလေးတွေအလျောက်လူလက်ပိုင်းတွေလည်းလူလက်ပိုင်းတွေအလျောက်လူကြီးပိုင်းတွေကလည်းလူကြီးပိုင်းတွေအလျောက်ဘဝတစ်ခုမှာယက်တည်နိုင်ဖို့အတွက်ကြိုးပမ်းအားထုတ်နေကြမြန်မာနိုင်ငံနဲ့မကဘူးဘယ်နိုင်ငံပဲဖြစ်ဖြစ်ဒီကနေ့ခေတ်လူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းဟာရုန်းကန်လှုပ်ရှားပြီးတော့မိမိတို့ဘဝယက်တည်ရေးလှပရေးအတွက်ကြိုးပမ်းအားထုတ်နေကြတယ်အဲ့ဒါလို့ကြိုးပမ်းအားထုတ်ကြမှာအောင်မြင်မှုဆိုတာရအဲ့ဒါလို့ကြိုးပမ်းအားထုတ်တဲ့အခါမှာမိမိရဲ့ကြီးကုန်သောမိဘတွေတို့ဆရာသမားတွေတို့ဆွေမျိုးသားချင်းတွေတို့မြင်ဆရာကြားဆရာဆိုတာလို့ပတ်ဝန်းကျင်ကမိတ်ဆွေသင်္ဃာတွေတို့ထိုပုဂ္ဂိုလ်တွေစီကစံနမူနာတွေသူတို့ရဲ့အကြံပေးချက်တွေဟောတဲ့လောက်ပဲရယူလို့ရတယ်ဒါကြောင့်မို့စာပေကျမ်းဂန်မှာဆိုထားတဲ့စကားလေးတစ်ခုอ่ะဥပရိသမတ္တနိလညွန်ပြယုံကလေးတက်တာပရာယတ္တာသူတစ်ပါးနဲ့ပတ်သက်ပါတယ်တဲ့အညာတဗ္ဗတံပတ္တိတခြားအောင်မြင်မှုမှန်သမျှဟာအတ္တဒိနမေဝကိုနဲ့သာသက်ဆိုင်တယ်ဟောခုပါကိုလောက်ရမယ်လို့ပြောတာเนาะဒီစကားဟာဘလောက်လက်တွေ့ကြသလဲဆိုတာအလုံးအသိဘယ်ရာပဲဖြစ်ဖြစ်မိဘကပတ်စံတတ်နိုင်လို့ကလေးတွေကြောင်းကောင်းတွေဘလောက်ပဲပို့ဘလောက်ပဲထားသာသမီကိုယ်တိုင်ကမကြိုးစားဘူးဆိုလို့ရှိရင်အောင်မြင်မှုမရဘူးဆိုတာထင်ရှားလူကြီးပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်အခြေအနေတွေကဘလောက်ပေးကောင်းတဲ့အခွင့်အလမ်းတွေဘလောက်ရှိကိုယ်တိုင်ကကြိုးပမ်းအားမထုတ်ဘူးဆိုလို့ရှိရင်အောင်မြင်မှုဟာအနည်းငယ်သာရှိနိုင်တယ်နောက်ဆုံးလုံးဝမအောင်မဲနဲ့ဘဝတစ်ခုလုံးကြာရှုံးသွားကြတာလည်းရှိတယ်ဘာဖြစ်လို့လူဘဝဆိုတာကမ္မဖလူပစီဝီတဲ့ကမ္မဖလဆိုတာကိုလုပ်တဲ့အလုပ်ပေါ်မှာကမ္မဖလူပစီဝီနတ်တွေဆိုတာကံတရားပေါ်မှာအမိပြုပြီးတော့သက်မွေးရလူဘဝဆိုတာကြတော့ကံတရားတစ်ခုတည်းကိုအမိပြုရတာမဟုတ်ဘူးတဲ့ဥဋ္ဌာဏဖလူပစီဝီတဲ့တက်ကြွနဲ့အမြဲတမ်းလုပ်နေဖို့လိုအပ်တယ်လို့ဆိုလူဘဝဟာကြိုးစားမှုလုံလဝိရိယကိုအခြေပြုပြီးတော့ယက်တည်ရမှာဖြစ်တယ်ကံတရားပေါ်မှာတို့တွေကံအတိုင်းပဲလို့ဆိုပြီးတော့ကံကိုယုံပြီးတော့ကိုယ်ဘဝလုံးကိုအနန္တရမှာလည်းမဟုတ်ဘူးနောက်တစ်ခုကဖန်ဆင်းရှင်ဆိုတာကိုယုံကြည်ပြီးတော့ဖန်ဆင်းရှင်ရဲ့ဆန္ဒအတိုင်းဖြစ်ရမယ်လို့ဆိုပြီးတော့ဖန်ဆင်းရှင်ကိုယုံကြည်ပြီးတော့လည်းအနန္တရမှာမဟုတ်ဘူးယောက်ျားတကွန်လူရည်ချွန်ကဆိုတဲ့စကားလိုပဲလူရည်ချွန်ယောက်ျားဟာကောင်းကင်မှာရှိတဲ့ကြယ်တောင်မှအလိုရှိရင်ဆွတ်ယူနိုင်တယ်လို့ဆိုတာအားပေးစကားပြောထားတဲ့စကားလူတွေလုံးလို့ရှိရင်ရတယ်ဆိုတာဒီကနေ့အမတန်မှထင်ရှားတယ်ကြည့်လေပဂတိလူတွေရဲ့အနေထားတစ်ခုကိုပဲကြည့်လိုက်ဘုန်းကြီးတို့လူသားတွေဆိုတာဟာကာယဗလအနေနဲ့လည်းပဲဆင်ကြီးနဲ့ရှင်ပြိုင်နိုင်စွမ်းမရှိပါဘူးဆင်ရဲ့ခွန်အားကိုလူသားတွေကမမိဘူးတရိษံဖြစ်တဲ့ဆင်တဲ့ခွန်အားဗလအရာမှာနှိမ့်ချနေတယ်လို့ဒီလိုပြောတာဒါတွေလားလို့ဆိုလို့ရှိရင်လျင်မြန်တဲ့အဟုန်နဲ့ပြောမဲ့ဆိုလို့ရှိရင်သမင်ကလေးတွေယုံကလေးတွေရဲ့လျင်မြန်မှုနှုံးကိုလူတွေကမှီအောင်မလိုက်နိုင်ပါဘူးသမင်ကလေးတွေယုံကလေးတွေနဲ့တရိษံတွေနဲ့ရှင်ပြိုင်ပြီးတော့ပြေးမယ်ဆိုရင်လူပဲရှုံးမှာပါလူရဲ့စွမ်းအားတဲ့အဲ့ဒီဘက်မှာ
အာကုလောက်တာမဟုတ်ဘူးသိပြီးတော့ကဲရေထဲမှာငါးနဲ့ပြိုင်ပြီးတော့ရေကူးမယ်ဆိုရင်လည်းလူပဲရှုံးเสียရှိတယ်ကောင်းကင်မှာလည်းငှက်နဲ့ပြန်လို့ငှက်နဲ့ပြိုင်ပြီးတော့ပြန်နိုင်စွမ်းမရှိဘူးတိရစ္ဆာန်တွေရဲ့အခြေအနေနဲ့လူရဲ့အခြေအနေရှင်ပြိုင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တိရစ္ဆာန်တွေကသားနေတဲ့အချက်တွေမြောက်များစွာရှိတယ်ခွန်အားဗလာအရာမှာဆင်ကြီးကသားတယ်လျင်မြန်မှုနှုံးသားမှာဆိုလို့ရှိရင်သမင်နေအပြည့်တန်တဲ့တတ္တဝါတွေကကိုယ်တဲ့သားတယ်ကောင်းရင်ပြန်တဲ့နေရာမှာလည်းပဲငှက်တွေကကိုယ်တဲ့သားတယ်ရေထဲမှာရေကူးတဲ့နေရာမှာဆိုလို့ရှိရင်ငါးတွေကကိုယ်တဲ့သားဒါဖြင့်လူတွေကအသာရတာဘယ်နေရာတုံးလို့ဆိုတော့အုံနောက်လို့တင်စားပြောရတဲ့အသိဉာဏ်ပဲအဲ့ဒါကြတော့ဘယ်တိရစ္ဆာန်ကမှလူကိုမိအောင်မလိုက်နိုင်ဒါကြောင့်မို့အုံနောက်ရဲ့စွမ်းရည်ဆိုအုံနောက်ဆိုတာဘာပြောတာတုံးဆိုပညာကိုပြောလူတွေရဲ့တဏ္ဍာမှာရှိတဲ့အုံနောက်ပညာကိုအဓိကထားပြီးတော့ပြောရပေမဲ့လို့တခြားစွမ်းရည်တွေဘာတွေရှိသေးတုံးဆိုရင်လူတွေမှာ wish လို့ဆိုတဲ့ဆန္ဒဒါလည်းစွမ်းရည်အမတန်ထက်တယ်နောက်တစ်ခုက effort လို့ခေါ်တဲ့ဝီရိယကလည်းတိရစ္ဆာန်တွေနဲ့ဆိုင်လူရဲ့ဝီရိယကအမတန်မှကြီးမားတယ်နောက်တစ်ခုစိတ်စွမ်းရည်ကလည်းလူတွေကထက်မြက်တယ်တတိကောင်းတဲ့နေရာမှာလူကိုမရှင်ပြိုင်နိုင်ဘူးပေါ့နောက်တစ်ခုအထက်မြက်ဆုံးကဘာလို့ဆိုဝိမန္တာလို့ခေါ်တဲ့စူးစမ်းဆင်ခြင်တတ်တဲ့အသိဉာဏ်ပဲဒီကနေ့အုံနောက်လို့တင်စားပြီးတော့ပြောနေတဲ့ဒီအသိဉာဏ်ဘယ်တိရစ္ဆာန်မှမိအောင်မလိုက်နိုင်ဒါလူသားတွေရဲ့တာလွန်တဲ့အချက်ကိုယ်မှရှိတဲ့တာလွန်တဲ့အချက်တွေကိုသိထားသိမထားလို့ရှိရင်ကိုကအရာရာသိငဲနေတယ်လို့ထင်တယ်မဟုတ်ဘူးလူတွေမှာစွမ်းရည်တတ္တိတွေအများကြီးရှိတယ်ထိုစွမ်းရည်တတ္တိတွေကိုအသုံးပြုစွမ်းရည်တတ္တိတွေတိုးတက်လာအောင်လုပ်ဖို့ခုတ္တမရှိတယ်ဒါကြောင့်မို့ဗမာစကားတွေထဲမှာလည်းရှိတယ်လေကြိုးစားကဖျားဖြစ်တယ်ဆိုတာဝီရိယကိုအားပေးတဲ့စကားတစ်ခုဘယ်ရာပဲဖြစ်ဖြစ်ဘလောက်ခက်ခဲတဲ့ရာဖြစ်ဖြစ်ကြိုးပမ်းအထောက်မှုဝီရိယဆိုတာလိုအပ်တယ်ဒါမို့လူတွေရဲ့တဏ္ဍာမှာရှိတဲ့စွမ်းရည်တတ္တိတွေစန္ဒတို့ဝီရိယတို့စိတ်တတို့ဝိမန္တတို့ဆိုတဲ့ဒီစွမ်းရည်တတ္တိတွေကအမတန်မှမြင့်မားသည့်အတွက်ကြောင့်ကိုယ့်ရဲ့အင်အားကြီးတဲ့ဆင်ကောင်ကြီးကိုလည်းထိန်းချုပ်နိုင်တယ်လူတွေကအကြည့်စွမ်းရည်တတ္တိဟာလူတွေရဲ့စွမ်းရည်တတ္တိနဲ့အသိဉာဏ်နဲ့ထိန်းချုပ်တာရေထဲမှာလျင်မြန်စွာကူးခတ်နေတဲ့ငါးတွေကိုလည်းလူတွေကဖမ်းယူထိန်းချုပ်နိုင်တယ်ကောင်းကင်မှာပြန်နေတဲ့ငှက်တွေကိုလည်းပဲထိန်းချုပ်နိုင်တယ်အပြည့်မြန်လှတယ်ဆိုတဲ့တတ္တဝါတွေကိုလည်းပဲထိန်းချုပ်နိုင်တယ်ဆိုဟောဘာနဲ့လူတွေကအနိုင်ရနေတာတုံးလို့ဆိုလို့ရှိရင်ခုပြောခဲ့တဲ့အုံနောက်လို့ခေါ်တဲ့အတိညာထိုအတိညာနဲ့ရှင်တွဲပြီးတော့ဖြစ်လာတဲ့ဆန္ဒတို့ဝီရိယတို့စိတ်ဓာတ်လို့ဆိုတဲ့ဒီစွမ်းအားတွေရှိလို့ဒါကလောကီကိစ္စကိုပြောတာအေးလောကရဲ့ချီးပွားရေးတွေလူတွေမလုံနိုင်တာဆိုတာမရှိဘူးလုံနိုင်တယ်အကုန်လုံးမဖြစ်သေးတာသာရှိတာမဖြစ်နိုင်တာမရှိဘူးဆိုတာလိုပဲဖြစ်နိုင်တယ်မဖြစ်နိုင်တာဆိုတာမရှိဘူးဒီလိုလူတွေရဲ့တဏ္ဍာမှာစွမ်းရည်တတ္တိတွေရှိလာတဲ့အခါရှိနေတဲ့အချိန်မှာလူတွေရဲ့စိတ်ဓာတ်ထဲမှာပဲအဖြက်ကလေးတွေကလည်းရှိသေးတယ်အဖြက်သဘောကလေးတွေကတခြားမှာအပြင်ဘက်ကအဖြက်အားတွေရှိတယ်လို့ပဲအတွင်းမှာလည်းပဲအဖြက်အားတွေရှိတယ်တဲ့အဲ့ဒီအဖြက်အားတွေကိုတွန်းလှန်နိုင်ဖို့လိုအပ်တယ်ဟောဘဝကိုအလှဆင်မယ်ဆိုလို့ရှိရင်အပြင်ဘက်ကအခက်အခဲတုံ့ပြန်ဖြစ်စည်းတတ်တဲ့အရာတွေကိုကြော်လွှားရမှာဘာနဲ့ကြော်လွှားမလို့ဆိုလို့ရှိရင်အတွင်းကရှိတဲ့ဖြက်အားတွေကိုဖယ်ရှားပြီးတော့တွန်းအားတွေတိုးတက်လာအောင်ကြိုးစားခြင်းဖြင့်ကြော်လွှားရမှာအတွင်းပြင်နှမျိုးရှိတယ်လို့ဒီလိုမှတ်ရ
အပြင်ကဖြစ်အားဆိုတာဘာတွေလဲဘဝတစ်ခုရလာတဲ့အခါမှာလောကမှာအစင်ပြေတာ၄ခုနဲ့အစင်မပြေတာ၄ခုလို့အကြမ်းမြင်အားဖြင့်ပြောရအောင်အများလူတွေသိနေတဲ့လောကဓာတ်၈ပါးလောကဓာတ်လို့ဆိုတဲ့စကားလုံးကလောကဓမ္မဆိုတဲ့ပါဠိစကားကိုခေါ်တာလောကဆိုတာလူသားတွေတတ္တဝါတွေထိုတတ္တဝါတွေလောကမှာရှိနေကြတဲ့တတ္တဝါတွေကြုံတွေ့ရမယ့်သဘာဝတရားတွေလို့ဒီလိုဆိုလို့တယ်ဟိုဓာန်ခံရတယ်ဆိုတဲ့အဓိပ္ပာယ်ကဓာန်မျိုးမဟုတ်ဘူးဓာန်ဆိုတာသဘာဝကိုပြောတာဒီနေရာမှာလောကဓမ္မလောကရဲ့သဘာဝအဲ့ဒီလောကရဲ့သဘာဝကိုကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်လူတွေရဲ့တဏ္ဍာမှာရှိတယ်ပြင်မကအခက်အခဲတွေကိုစိတ်အားနှိမ့်ချနေလို့မကြော်လွှမ်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလောကရန်နဲ့ပဲလဲသွားနိုင်တယ်ပေါ့ကြီးပွားတိုးတက်မှုဘဝကိုအလှဆင်ဖို့မစွမ်းနိုင်လို့ဘဝမှာအယုတ်ဆိုးအကြီးတန်းပြီးတော့လက်မြောက်လို့အရှုံးပေးရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်အဲ့ဒီပြင်မကလာတဲ့အခက်ခဲတွေကိုအတွင်းအားနဲ့ကျော်ဖြတ်ရမယ်အတွင်းအားနဲ့ကျော်ဖြတ်ကောင်းဆိုးလောကဓာတ်ကြံ့ကြံ့ခံလျက်လောကထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းနဲ့တွေ့ရသလိုအဆိုးနဲ့လည်းတွေ့ရအကောင်းကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိသလိုပဲအဆိုးကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအလုံးကြောက်ကြတဲ့အတိုင်းလောကရန်ဆိုတာမြောက်များစွာရှိနိုင်တော့လဲဒီနေရာမှာအဓိကလောကရန်၈မျိုးကိုပြောမယ်ဆိုရင်လာဘနဲ့အလာဘစီးပွားရေးတွေအဆင်ပြေလို့ငွေကြေးမြောက်များရတယ်အလာဘစီးပွားရေးအဆင်မပြေဘူးဝင်ငွေတွေမရဘူးဟောဒီကနေ့တစ်ကမ္ဘာလုံးဟာအလာဘဆိုတာနဲ့သွားကြုံတယ်နော်လာဘဆိုတာရှိတယ်လို့အလာဘဆိုတာလည်းရှိဘလောက်ချမ်းသာတဲ့နိုင်ငံဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အစင်မပြေလို့မရတဲ့အခါရှိအစင်ပြေနေလို့ရတဲ့အခါလည်းရှိအဲ့ဒါဟာလောကရဲ့သဘာဝပဲလူတွေရဲ့စိတ်ဓာတ်ဟာလောကရဲ့သဘာဝနဲ့ကြုံတွေ့ပြီဆိုလို့ရှိရင်ရိမ့်ရိုင်ပြီးတော့သွားတတ်တယ်အဲ့ဒါမကြန့်ခိုင်လို့ရိမ့်ရိုင်တာလောကရန်ကိုဥပမာပေးတယ်မုန်တိုင်းနဲ့ဥပမာပေးတယ်ဒါမို့လောကရန်မုန်တိုင်းလို့ပြောကြတယ်စဉ်းစားကြည့်လေတနာရီပိုင်း90ပိုင်း60ပိုင်း120တိုက်တဲ့မုန်တိုင်းတွေဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခါကျတော့ကြံ့ခိုင်မှုအားနည်းတဲ့သစ်ပင်တွေအမြစ်ပါထောင်လဲသွားသို့တော့အဲ့ဒီမုန်တိုင်းဓာတ်မျိုးဘလောက်ပဲတိုက်လဲပြိုမသွားတာကတော့တောင်ကြီးတွေပဲအဲ့ဒါတော့ပြင်းထန်တဲ့မုန်တိုင်းရှိတဲ့သစ်ပင်ကဘာလို့လဲပြီးတော့တောင်ကြီးတွေကြတော့ဘာလို့မလဲသလဲလို့ဆိုရင်ကြံ့ခိုင်မှုမတူတာပဲအဲ့ဒါထို့တူပဲလောကမှာလူရည်လူဖြစ်လာတဲ့ပုဂ္ဂိုလ်တွေလောကရန်နဲ့ကြုံတွေ့လာတဲ့အခါတချို့ကဘုံဘုံလဲသွားတယ်စိတ်ဓာတ်အနေထားတွေပြက်ပြားသွားတယ်တချို့ကစိတ်ဓာတ်အနေထားမပြက်ပြားပဲနဲ့ရင့်ကျက်မှုတွေပို့ပြီးတော့ရလာတယ်တောင်ကြီးလို့ခိုင်မာတယ်တချို့ပုဂ္ဂိုလ်တွေကတစ်ပင်လို့ရိမ့်ရိုင်နေတယ်လောကရန်ချင်းကြုံတွေ့တာချင်းတူတူပဲလောကရန်မုန်တိုင်းရဲ့အတိုက်ခံရတာချင်းတူတူပဲသို့တော့အတွင်းအစ္ဆဒစိတ်ဆွမ်းအားအသိဉာဏ်ဆွမ်းအားနည်းပြီဆိုလို့ရှိရင်ရိမ့်ရိုင်ပြီးတော့နေရတဲ့သစ်ပင်သို့မဟုတ်အမြစ်ပါကျွတ်ထွက်ပြီးတော့လဲသွားတဲ့သစ်ပင်သို့မဟုတ်အကိုင်းတွေပါတွေကျိုးပဲ့သွားတဲ့သစ်ပင်လိုပဲ
လောကရန်ကိုမုံတိုင်းရဲ့ထံကိုခံလိုက်ရတဲ့အခါမှာမလှမပဖြစ်သွားကြရတောင်ကြီးတွေကြတော့တဇက်ကမလှုပ်ရှားမှုမပြုတ်ဘဲနဲ့မုံတိုင်းတွေဘလောက်ပြင်းထန်တောင်ကြီးတွေကကြန့်ခိုင်နေကြတယ်အဲ့တော့ဘုန်းကြီးတို့တွေဟာကိုယ့်ရဲ့စိတ်ဓာတ်တွေကိုတောင်ကြီးလို့ခိုင်မာအောင်ကျင့်ဖို့လို့လေ့ကျင့်ပြီးတော့ယူရမယ်လို့ဒါပြောတာနော်သူ့ဘာသူအလိုလျောက်ဖြစ်လာတာမဟုတ်ဘူးလောကဓာတ်ဆိုတာလေ့ကျင့်တွေ့ကြုံလာပြီဆိုလို့ရှိရင်မုံတိုင်းတန်ကိုခံနိုင်အောင်စိတ်ဓာတ်ရဲ့ကြံ့ခိုင်မှုဆိုတာလေ့ကျင့်ပေးရတယ်မုံတိုင်းရဲ့ထံလောကဓာတ်ရဲ့သဘာဝကိုတုံလို့တယ်ဆိုတာဘာပြောတာစီးပွားရေးဖြစ်ထွန်းလို့ငွေကြေးတနာမြောင်များစွာရပြီဆိုရင်အစဉ်ပြေးလာလူတွေရဲ့စိတ်ဟာဘာဖြစ်လာဘဝင်မြင့်လာကိုယ့်ကိုဘဝင်မြင့်လာပြီးတော့သုံးတယ်ဖြုံးတယ်မော်တယ်ကြွားတယ်အောက်ခြေလွတ်လာတယ်အဲ့ဒါလောကဓာတ်မခံနိုင်တာပဲသို့တော်လူထုအများစုကအောင်မြင်ကြီးပွားနေရင်လောကဓာတ်လို့မထင်ဘူးအောင်မြင်ကြီးပွားနေတဲ့အခါမှာကောင်းစားနေတယ်လို့ပဲထင်တယ်လောကဓာတ်လို့မထင်ဘူးစိတ်ဓာတ်ကြံ့ခိုင်မှုမရှိတဲ့ပုဂ္ဂိုလ်ကအောင်မြင်လာပြီဆိုလို့ရှိရင်လက်မထောင်းလာတယ်စိတ်ဓာတ်တွေဒါအတက်ကြွလက်မတွေထောင်းလာတယ်မောလာတယ်ကြွားလာတယ်ဒါမျိုးတွေလှုပ်လာအဲ့ဒါလို့လှုပ်လာသည့်အတွက်ကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းသည့်အတွက်ကြောင့်ဘာဖြစ်တုံးဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာအောင်မြင်မှုမရတော့ဘူးဆိုတဲ့အလာဘလောကရန်နဲ့ခြုံလိုက်ပြီဆိုရင်စိတ်ဓာတ်တွေတခါတည်းကျ depression တွေဝင်လို့ကိုယ့်ကိုယ် suicide လုပ်သွားကြတာတွေအများကြီးပဲဒီကနေ့ခေတ်မှာနော်မြန်မာနိုင်ငံမှာရှိတဲ့ပုဂ္ဂိုလ်တွေကဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာကြရတယ်ငယ်စဉ်တောင်ကြီးကလေးဘဝကလေးကပစ္စည်းသင်္ခါရလူသင်္ခါရပဲဆိုတဲ့အတွေးကလေးတွေဓမ္မအမြင်ကလေးတွေနဲ့လောကဓာတ်ကိုကြံ့ကြံ့ခံထားနိုင်သေးတယ်ဆိုးဆိုးဝါးဝါးကြီးထိအောင်ဖြစ်မသွားဘူးတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဆိုးဆိုးဝါးဝါးကြီးဖြစ်သွားတချို့ပုဂ္ဂိုလ်တွေကဘဝကိုအဆုံးစီရင်ပြီးတော့မလှမပဖြစ်သွားကြလောကဓာတ်မခံနိုင်ဘူးဆိုလို့ရှိရင်ကြီးပွားလို့ရှိရင်လည်းပျက်စီးတာပဲဆုပ်ယုပ်လို့ရှိရင်လည်းပျက်စီးတာပဲဘဝဟာမလှမပဖြစ်ဘာကြောင့်လို့ဆိုစိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းလို့ပဲအဲ့ဒီနေရာမှာစိတ်ဓာတ်ကြံ့ခိုင်အောင်မြတ်စွာဘုရားကဘယ်လိုဩဝါဒပေးထားလဲဆုံးမထားလဲဘုရားဘာသာဝင်သူတော်စင်တွေဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပါမယ်လို့အာမခံထားတဲ့ပုဂ္ဂိုလ်တွေပဲဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုထားတာကိုကဘုရားကိုကိုးကွယ်ရတယ်လို့အတိမပြုပါတယ်ဘုရားကိုကိုးကွယ်တယ်လို့ဆိုတာဘာအတွက်ကိုးကွယ်တာတုံးလို့သေချာကြည့်မယ်စီးပွားတိုးတက်ဖို့ကိုးကွယ်တာမဟုတ်ဘူးဘုရားကိုးကွယ်တာများသောအားဖြင့်တချို့ကစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာအဲ့ဒီလိုစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာဟာသိပြီးတော့အစစ်မမြင်မိယိုးဖလားကိုးကွယ်တာမျိုးလည်းမဟုတ်စေရဘူးစီးပွားတိုးတက်ခြင်းလို့ကိုးကွယ်တာမျိုးလည်းမဟုတ်စေရဘူးအနှစ်သာရအားဖြင့်ကိုးကွယ်ရမယ်ဆိုလို့ရှိရင်လောကရဲ့သဘာဝအမှန်တရားကိုသိဖို့အတွက်ကိုးကွယ်တာဘဝခရီးကိုရှောက်လန်းတဲ့အခါမြတ်စွာဘုရားတရားအတိုင်းဘုရားဟောပြောဆုံးမတဲ့လမ်းအတိုင်းရှောက်ပါမယ်မြတ်စွာဘုရားကိုလမ်းညွှန်ချက်အတိုင်းယုံကြည်တယ်မြတ်နိုးတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကိုးကွယ်တယ်အဲ့ဒါလို့ကိုးကွယ်မှဘုရားကိုကိုးကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကပို့ပြီးတော့ထိရောက်တယ်မြတ်စွာဘုရားကဟောတယ်လို့လာဘတို့အလာဘတို့လို့ဆိုတဲ့ပစ္စည်းဥစ္စာရမည်မှုအောင်မြင်မှုရရှိမှုအောင်မြင်မှုမရရှိမှုဆိုတဲ့အကောင်းအဆိုးလောကဓာတ်နှမျိုးနဲ့ကြုံတွေ့တဲ့အခါမှာမြတ်စွာဘုရားကဘာအမိန့်ရှိတော့
ဘာဆုံးမဩဝါဒပေးတုံးလို့ဆိုလို့ရှိရင်လာဘနဲ့တွေ့ရင်လည်းပဲမောက်မှတက်ကြွခြင်းမဖြစ်စေနဲ့တဲ့အလာဘဆိုတဲ့အဆိုးလောကရန်နဲ့တွေ့တဲ့အခါမှာလည်းပဲစိတ်ထက်မကြနဲ့စိတ်ဓာတ်တွေတုံလုံးမှုမဖြစ်နဲ့ဒီလိုမဖြစ်အောင်ဘယ်လိုနှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်အေးအောင်မြင်မှုရတာဆိုတာလေထာဝရမဟုတ်ဘူးအောင်မြင်မှုမရဘူးဆိုတာလေထာဝရမဟုတ်ဘူးလောကကြီးမှာဘယ်အရာမှတည်မြဲတာမဟုတ်ဘူးဆိုတဲ့အတွေးလေးကအခြေခံပြီးတဲ့အခါမှာကိုယ်စိတ်ဓာတ်ကိုရင့်ကျက်အောင်ကြိုးစားယူအောင်အဲ့ဒီအတွေးလေးကတာမန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာမှမထူးဆန်းမှုလို့အောက်မေ့သို့သောအဲ့ဒီအတွေးနဲ့တွေးလိုက်လို့ရှိရင်ဆိုးဆိုးဝါးဝါဖြစ်မသွားတာသိကြမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကလာဘဆိုတဲ့လောကရန်ကြောင့်လည်းစိတ်ဓာတ်တက်မသွားဘူးသိအားတက်တဲ့ရောမောက်မာမှုတွေအောက်ခြေလွတ်သွားတာတွေမဖြစ်ဘူးဘာဖြစ်လို့တော့သူကတွေးတယ်အေးရတာဆိုတာလေအစဉ်ပြေးနေတဲ့တခဏပဲရတာအစဉ်မပြေတဲ့အခါရှိအောင်မှာပဲလို့ကြိုတင်ထားတယ်အစဉ်မပြေတဲ့အခါမှာလည်းအေးအစဉ်မပြေတဲ့အခါရှိတယ်အစဉ်ပြေတဲ့အခါလည်းရှိအောင်မှာပဲဆိုရယ်ဟောဒီအတွေးလေးကစိတ်ကိုတတ်တာရစေတယ်ဟောအဲ့ဒါလို့စိတ်ကိုတည်ငြိမ်အောင်ဒီလိုမှန်ကန်တဲ့အတွေးနဲ့ယောနိသောမနတိကာရလို့ခေါ်တယ် wise attention ပေါ့မှန်ကန်တဲ့အတွေးကလေးနဲ့မထိန်ဘူးဆိုလို့ရှိရင်စိတ်ဓာတ်တွေဟာတည်ငြိမ်မှုမရတော့ဘူးမရသည့်အတွက်ကြောင့်အကောင်းလောကရန်နဲ့တွေးပြီးဆိုလို့ရှိရင်စိတ်ဓာတ်တွေတက်ပြီးတော့အောက်ခြေတွေလွတ်တယ်မကောင်းတဲ့လောကရန်နဲ့တွေ့ရင်စိတ်ဓာတ်တွေနှိမ့်ကျပြီး depression ဖြစ်တယ်နောက်ဆုံးမှကိုယ့်ကိုယ်အဆုံးစီရင်တာမျိုးတွေထိအောင်ဖြစ်သွားတယ်စိတ်တွေတအားဆင်းရဲပြီးဖြစ်သွားတတ်တယ်အဲ့ဒါမျိုးမဖြစ်အောင်မှန်ကန်တဲ့အတွေးလေးကိုတွေးပါမှန်ကန်တဲ့အတွေးဆိုတာအေးဘယ်အရာမှတည်မြဲတာမဟုတ်ဘူးဒါလောကမှာလူတိုင်းကြုံတွေ့ရတဲ့သဘာဝပဲဆိုတဲ့အတွေးကိုများများတွေးထားပါထို့တူပဲယတအာယတအချမ်းရံရှိတဲ့အခါရှိတယ်အာယတအချမ်းရံမရှိတဲ့အခါရှိအချမ်းရံရှိလာပြီဆိုလို့ရှိရင်လည်းလူတွေဟာနောက်လိုက်နောက်ပါတွေနဲ့အချမ်းရံတွေအကျော်စောတွေများလာလို့ရှိရင်ဘဝင်မြင့်ပြီးအောက်ခြေလွတ်သွားအချမ်းရံမရှိဘူးတကူဒီဆိုတဲ့အခါကျတော့လုံးလီဖြစ်ပြီးတော့စိတ်ဓာတ်တွေကြပြန်တယ်ဟောတာစိတ်ဓာတ်ရဲ့တည်ငြိမ်မှုမရကိုယ်စဉ်းကျင်စဉ်းစားထားအချမ်းရံရှိတယ်ဆိုတာလည်းအဓိကမဟုတ်ဘူးမရှိဘူးဆိုတာလည်းအဓိကမဟုတ်ဘူးဘယ်အရာမှမမြဲဘူးကိုယ်စိတ်လေးဖြူစင်ပြီးတည်ငြိမ်မှုကအဓိကကြတယ်လို့ဆိုပြီးတော့စိတ်ဓာတ်လေးကိုဖြူစင်အောင်ကြိုးစားအထောက်မှန်ကန်တဲ့အတွေးနဲ့တွေးပြီးတော့ခုခံကာကွယ်ထားထို့တူပဲနေန္ဒာပတန္တာလောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာကဲ့ရဲ့ခံရတဲ့အခါရှိတယ်လို့ချီးမွမ်းခံရတဲ့အခါလည်းရှိတယ်လူတွေကကဲ့ရဲ့ခံရရင်စိတ်ဆိုးတယ်ချီးမွမ်းခံရလို့ရှိရင်တော့ဂျင်းနဲ့တင်ဝမ်းသာရှင်ပြအဲ့ဒါဟာစိတ်ဓာတ်ရဲ့မတည်ငြိမ်မှုပဲလောကရန်မုန်တိုင်းတာမခံနိုင်လို့လှုပ်ရှားရင်းရိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အဲ့တော့ချီးမွမ်းခံရရင်လေဘာလို့ဟုတ်တယ်သူပြောတဲ့အတိုင်းငါမှတကယ်ချီးမွမ်းတိုက်တာရှိ appreciate ပေါ့အတိမတ်ပြုကဲ့ရဲ့ခံရလို့ရှင်လေအေးဒီကောင်ငါ့ကိုကဲ့ရဲ့ရမလားလို့ဆိုစိတ်မဆိုးအေးငါကဲ့ရဲ့တိုက်တဲ့ဟာရှိတယ်လို့ appreciate သဘောပေါက်နားလဲအဲ့ဒီနည်းနဲ့ခုကမြတ်စွာဘုရားကဗျာမဆာလာတုတ်မှာအဆုံးမဩဝါဒပေးထားတာရှိတယ်ယဟန်တွေကိုမှတ်သားစရာကောင်းတဲ့ဟာတခုလူတယောက်ကကိုယ့်ကိုလာပြီးကဲ့ရဲ့ပြီးပြစ်တင်ပြီလို့လာပြောလို့ရှိရင်မြတ်စွာဘုရားကစိတ်မဆိုးအောင်လုပ်ပါစိတ်မဆိုးပါနဲ့အဲ့တော့စိတ်မဆိုးအောင်ကနှလုံးသွင်းတရားမရှိဘဲနဲ့စိတ်မဆိုးအောင်နေဖို့ဆိုတော့တော်ခက်တယ်စိတ်လေးကိုပြင်လိုက်ရုံပဲစိတ်လေးကိုပြင်လိုက်ရုံပဲသူပြောတဲ့တွေကိုအသိမှမပြုတ်ဘူးလေ
အတိမမပြုတ်လက်မခံပဲနေတာမြတ်စွာဘုရားကတစုံတစ်ယောက်ကလာပြီးတော့ဆဲတယ်ဆိုလို့ရှိရင်ပုံနာကြီးတစ်ယောက်ဆဲတော့ကမြတ်စွာဘုရားဥပမာပေးတာရှိတယ်ပုံနာကြီးတစ်ယောက်ကဘုရားကိုဆဲတယ်ဆဲတာမှရိုင်းရိုင်းပြပြဆဲတာမျက်နာကိုကြည့်ပြီးတော့ရိုင်းရိုင်းပြပြဆဲတာမြတ်စွာဘုရားကလက်မခံမှုဒီတိုင်းပဲနေတယ်အသာလေးတုံ့ပြန်မှုမပြုဘူးဆဲလို့အားရသွားပြီဆိုတဲ့အခါမြတ်စွာဘုရားကသူ့ကိုမေးခွန်းထုတ်တယ်မင်းအိမ်မှာမိတ်ဆွေသင်္ကားတွေလာတဲ့အခါမုံပဲသေးစားတွေနဲ့လက်မခံဘူးမခံဘူးလားလို့ဆိုခံတယ်အဲ့ဒီမုံပဲသေးစားတွေကိုဧည့်သည်ကစားမသွားရင်ဘယ်သူဟာလဲလို့ဆိုဒါခံတဲ့လူအိမ်ရှင်ရဲ့ဟာပဲပေါ့အဲ့ဒါလိုပဲမင်းကငါ့ကိုဆဲရေးခြင်းဖြင့်ခံတယ်ငါလက်မခံဘူးအဲ့တော့ဆဲရေးတာမှန်သမျှမင်းဟာတွေပဲငါလည်းမဆိုင်ဘူးဆဲတဲ့လူကိုပြန်ဆဲလို့ရှိရင်လက်ခံရရောက်တယ်သူဟာကိုအတိမပြုတ်လိုက်ရရောက်တယ်ဆဲတဲ့ပုဂ္ဂိုလ်ပြန်မဆဲပဲနေမှသူကအတိမပြုတ်ရရောက်တယ်ကိုယ်စီမရောက်လာဘူးအတန်ရောက်တာပဲရှိတယ်ကိုယ်စိတ်ကိုလှုပ်ရှားအောင်မလုပ်နဲ့မုန်တိုင်းကြီးဘလောက်ပြင်းတောင်ကြီးသည်မလှုပ်သလိုပဲတစ်ပိုင်လိုရိမ့်ထိုးပြီးတော့မသွားဘူးကြန့်ခိုင်တဲ့စိတ်ဓာတ်အဲ့ဒီဗြဟ္မဇာလတုံမှာမြတ်စွာဘုရားကဘယ်လိုဟောထားတော့ကိုယ်ကိုလာကဲ့ရလို့ရှင်စိတ်မဆိုးနဲ့ဘာဖြစ်လို့စိတ်မဆိုးနဲ့ပြောရင်စိတ်ဆိုးနေရင်တိုးတက်မှုအန္တရာယ်ဟာမင်းမှာပဲဖြစ်ပဲတိုးတက်မှုအတွက်အနှောက်အယှက်ဖြစ်သွားလိမ့်မယ်ဒါတည်းမကဘူးစိတ်ဆိုးတဲ့ပုဂ္ဂိုလ်တယောက်ဟာအတိညာမှာတုံးသွားတစ်ဖက်သားပြောတဲ့စကားအကောင်းဆုံးအကြောင်းကျိုးဆိုတာ तू မစင်စားနိုင်တော့စိတ်ဆိုးတာနော်စိတ်ဆိုးလိုက်တာနဲ့တပြိုင်တည်း तू ကအကောင်းဆုံးအကြောင်းကျိုးနားမလဲဒီကလေးကကိုယ်ကနစ်နာနေပြီအဆဲလဲခံရသေးတယ်အကဲ့ရဲ့လဲခံရသေးတယ်ကိုယ့်ရည်ရှင်တဲ့နှလုံးထဲမှာလှုပ်ရှားပြီးတော့အကောင်းဆုံးအကြောင်းကျိုးသိတတ်တဲ့အသိပညာလဲကိုယ်မှာမဖြစ်ဘူးဆိုကိုယ့်ရဲ့ဆုံးရှုံးမှုတွေဒီမှာပဲရှိနေပြီအဲ့ဒါကြောင့်မြတ်စွာဘုရားကတုံမန်ယေဝတ္တတေနအန္တရာယောကဲ့ရဲ့လို့ဆင်းပြန်ပြီးတော့စိတ်ဆိုးနေမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ပဲတိုးတက်မှုရဲ့အန္တရာယ်ဖြစ်မယ်တိုးတက်မှုရဲ့အန္တရာယ်ဖြစ်ယုံနေမကဘူးသူပြောတဲ့စကားရဲ့ကောင်းလားအဆိုးလားဆိုတာမခွဲခြားနိုင်တော့ဘူးဒေါသဖြစ်နေသည့်အတွက်ကြောင့်ဒေါသစိတ်မှုန်းနေသည့်အတွက်ကြောင့်အကောင်းဆုံးခွဲခြားနိုင်ဘူးတဲ့အဲ့ဒီကလေးကမှားမှားယွင်းယွင်းလှုပ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ရနေနော်အဲ့တော့မြတ်စွာဘုရားကဒါဖြင့်ငုံခံနေရမှာလားကဲ့ရဲ့လာလို့ရှင်ကဲ့ရဲ့လာတဲ့စကားကိုငုံခံရမလားလို့ဆိုမဟုတ်ဘူးတဲ့မြတ်စွာဘုရားတုံ့ပြန်မှုတော့ပေးရမယ် respond လုပ်ငုံခံနေဖို့မပြောကဲ့ရဲ့လာမယ်ဆွဆွဲလာမယ်ဆိုလို့ရှင်မဟုတ်ဘူးဆိုတာကိုပြန်ပြောရပြန်လိခြေပပြောဆိုအောင်သို့တော့ရှင်တဲ့ကဒေါသနဲ့ပြန်မလုံးနဲ့ဒေါသနဲ့ပြန်လို့ရင်သူ့ဟာကိုအတိမပြုတ်ရောက်သွားတယ်ပြန်ပြီးတော့တုံ့ပြန်ဖြေရှင်းပါတဲ့ဒါမမှန်ဘူးဒါမဟုတ်ဘူးဆိုတာကိုအကျိုးအကြောင်းနဲ့ပြန်တုံ့ပြန်သို့တော့တစုံတစ်ယောက်ကဆဲလာပြီဆိုလို့ရှိရင်ကတော့သိခံလိုက်ပါတဲ့အဲ့ဒါကြတော့တုံ့ပြန်เสียမလို့ဘူးအဲ့တော့ခန္တီဆိုတဲ့သဘာဝတရားကိုလည်းကြည့်လူအများစုကလက်ခံထားတဲ့ခန္တီဆိုတာကငုံခံနေတယ်သို့တော့စိတ်ထဲကမကျေနပ်ဘူးဆိုရင်ခန္တီမဟုတ်ဘူးအဲ့ဒါခန္တီဆိုတဲ့သဘောတရားဟာထိုပုဂ္ဂိုလ်တယောက်ယောက်ကဆဲလာတာကိုလုံးဝအတိမတ်မပြုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ထဲကမူလစိတ်အခြေအနေပြက်ပြားမသွားအောင်ထိန်းနိုင်မှခန္တီခန္တီဆိုတဲ့စကားလုံးကို grammar ရှုထောင့်ကပြောမယ်ဆိုရင်ခမှုတဟနေဆိုတဲ့ပုဂ္ဂလာခမှုဆိုတာစွန့်ရည်တတိပဲဘယ်လိုစွန့်ရည်တတိတုံးလို့ဆိုလို့ရှိရင်ကိုယ်စိတ်ဓာတ်ကလေးပင်ကိုယ်စိတ်ဓာတ်ကလေးပြတ်မသွားအောင်ထိန်းနိုင်တဲ့စွန့်ရည်တတိပဲကြည့်လေတန်ငယ်ချင်းနှစ်ယောက်စကားပြောနေတယ်ရဲရဲမောမောနေကြတယ်ဒီပြင်လူတစ်ယောက်ကလာပြီးတော့သူတို့ဆဲလိုက်တယ်ဆိုရင်ဟာနှစ်ယောက်စလုံးထပြီးရှူရှူထိုင်ထိုင်ဖြစ်သွားရင်ဒါသူတို့ပျော်ရွှင်နေတဲ့စိတ်ကိုသူတို့မထိန်းနိုင်တာပဲလောကဓာတ်မုံတိုင်းဟိုကလာတိုက်တာကိုသူတို့မထိန်းနိုင်လို့ရိမ့်ရိုင်သွားတဲ့သဘောပဲเนาะ
သူဘာပြောဘလို့ပဲဆဲအပြုံးမပြတ်ဘူးကိုယ့်ဟာကိုယ်ဆက်စကားပြောနေကြလို့ရှိရင်ခန္တီပဲအဲ့ဒါတော့အဲ့ဒီခန္တီဆိုတာတကယ်မြတ်သူတို့ရဲ့ကျင့်စဉ်ဖို့ပါရမီ10ပါးထဲမှာတောင်ခန္တီပါရမီဆိုတာထည့်ထားတာနော်ခန္တီဟာနှစ်ဦးနှစ်ဝအတွက်အကျိုးရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဆွဆွဲလာရင်တော့ဖြည့်ရှင်းပါတဲ့ဆွဆွဲလာတာမဟုတ်ဘူးကဲ့ရဲ့လာတယ်ဆွဆွဲလာတယ်ဆိုရင်ဖြည့်ရှင်းလို့ရတယ်ဆဲရိပ်လာရင်တော့တုံ့ပြန်စရာမလိုဘူးတဲ့သိခံမှုနဲ့နေရမယ်လို့ဒီလိုဆိုတယ်ဒါမှန်ကန်တဲ့လမ်းကြောင်းတွေကိုပေးတာမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီလိုသိခံပြီးတော့နေတာသိခံလိုက်တဲ့ဖြင့်တစ်ဖက်သားဟာသူ့ဘာသူအလိုလိုဆေးမှုတွေရပ်တန့်ပြီးတော့သွားတယ်နောက်ဆုံးမှာစိတ်ဓာတ်တွေပါပြောင်းလဲသွားစေနိုင်တယ်သိခံမှုရဲ့စွမ်းအားမြတ်စွာဘုရားကသိခံမှုရဲ့စွမ်းအားနဲ့အမတန်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တွေကိုအနိုင်ယူခဲ့ဘူးတဲ့အာလဝကကြီးကိုအနိုင်ယူခဲ့တာသိခံတဲ့စိတ်နဲ့အနိုင်ယူခဲ့တာပဲဘလောက်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သိခံမှုဆိုတာနဲ့အနိုင်ရခဲ့တယ်ပေါ့ဒီကနေ့ခေတ်မှာလည်းပဲသိခံနေလို့နောက်ဆုံးအနိုင်ရသွားတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်စိတ်ဓာတ်စွမ်းအားနောက်ဆုံးမှာသိခံနေသည့်အတွက်ကြောင့်ကိုကရှုံးသွားအောင်အရှုံးမဟုတ်ဘူးအရှုံးဆိုတာဘာကိုပြောတာတုံးလို့မေးမယ်ဆိုရင်ကိုယ့်ရဲ့တန်တန်မှာအကုသိုလ်တွေဖြစ်သွားမှအရှုံးပါတဲ့သို့တော့လူတွေကအကုသိုလ်ဖြစ်သွားတာကိုအရှုံးလို့မထင်ဘူးဘာကိုအရှုံးထင်တော့ဆိုရင်ခုံကိုထိခိုက်လို့အစော်ကားခံလိုက်ရလို့ခုံရှုံးသွားတာကိုရှုံးတယ်လို့ထင်တယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်တစုံတစ်ခုဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်ကိုယ်စိတ်ဓာတ်ကလေးကောင်းမွန်တဲ့စိတ်ဓာတ်ကလေးဆုံးရှုံးသွားတာကြတော့နှမျောရကောင်းမှမသိဘူးတကယ်အနှစ်သာရကကိုယ်စိတ်ဓာတ်ကလေးဆုံးရှုံးမှုကအနှစ်သာရမဆုံးရှုံးမှုကပိုတာဝန်အရေးကြီးတယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးခုံသိက္ခာတွေဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးသိခံလိုက်သည့်အတွက်ကြောင့်ဘာကအပင်ငရဲရောက်တော့ဆိုရင်တုံ့ပြန်ပြီးတော့ဒေါသထွက်လိုက်ရင်အဲ့ဒီဒေါသသည်မကောင်းတဲ့ပုံကိုအ ਨੇ ဆုံးတော့အယုတ်ဆိုးအကြည့်တန်တဲ့ဘဝကိုပို့ပေးတယ်ဒီကနေ့ခေတ်လူတွေမှာကြည့်လိုက်တချို့မျက်နှာလေးတွေပြုံးရွှင်တဲ့မျက်နှာရှိတယ်တချို့မျက်နှာတွေကပြုံးလို့မရတဲ့မျက်နှာမျိုးကြီးတွေရှိဘာဖြစ်လို့ဟိုဘဝတုန်းကခဏခဏစိတ်တူခဲ့လို့စိတ်တူနေတဲ့အချိန်မှန်နဲ့ကြည့်လိုက်ပေါ့ဘလို့မှမလှဘူးလေစိတ်တူနေတဲ့မျက်နှာအဲ့ဒီမျက်နှာမျိုးကြီးတွေကြီးပဲနောက်ရဆက်ပြီးတော့အဲ့ဒါကိုကကိုယ့်အတွက်ဆုံးရှုံးမှုဘဝမှာမလှမပဖြစ်တယ်လို့ဒီလိုပြောတာနော်ဒါကြောင့်မို့လို့ဗြဟ္မဇာလသုတ်တံမှာမြတ်စွာဘုရားကဒီလိုဟောတာထို့တူပဲပတန်တာလို့ခေါ်တဲ့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်ဘာလို့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်လေဝမ်းမသာနဲ့ဘဝင်မမြင့်လိုက်နဲ့လို့ပြောရသောအပြင်လူတွေကဝမ်းသာပြီဆိုရင်လောကရန်လို့မထင်ကြဘူးအဲ့ဒါလဲလောကရန်ကိုမခံနိုင်လို့စိတ်ရဲ့လှုပ်ရှားမှုလို့ခေါ်တယ်ချီးမွမ်းခံရလို့ရှိရင်တဲ့ဝမ်းသာနေမယ်ဆိုရင်ဘာဆုံးရှုံးနိုင်တော့ဆိုလို့ရှိရင်အဲ့ဒီဝမ်းသာမှုကြောင့်ဒါလေးတင်ကျင့်တတ်နေပြီးတော့ကိုယ့်ရဲ့တိုးတက်မှုအတွက်အန္တရာယ်ဖြစ်တယ်ဟောဘဝင်မြင့်သွားရင်ဒီတဲ့ပိုဆိုးတဲ့အန္တရာယ်တွေရောက်နိုင်တယ်ပေါ့ဝမ်းသာလွန်အားကြီးနေတဲ့ပုဂ္ဂိုလ်တယောက်အသိဉာဏ်မှာတုံးသွားနိုင်တယ်ဒါကြောင့်ဝမ်းသာမနေနဲ့ဘာလို့appreciate လုပ်ရမယ်သူပြောတာမှန်တယ်သူချီးမွမ်းတဲ့အတိုင်းဟုတ်တယ်ဒီလိုပဲ appreciate လုပ်ပါဒါလောကရန်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဟောတဲ့ဒေသနာတွေလက်တွေ့ကျင့်သုံးရမယ်ဟာဘုရားတရားတော်ကဆေးဝါးလိုပဲယောဂပျောက်ခြင်းဆေးဝါးတောက်ရသလိုပဲတရားဓမ္မကိုအတိုင်းဒီဘဝမှာလှပခြင်းလို့ရှိရင်တော့ဖရာရဲ့ဆုံးမဩဝါဒအတိုင်းတကယ်လက်တွေ့ကျင့်သုံးဖို့ကျင့်လို့မရတဲ့တရားဆိုတာမရှိဘူးလက်တွေ့ကျင့်သုံးပြီးကိုယ်စိတ်လေးကိုခိုင်မာအောင်ကြိုးစားအားထုတ်ဖို့ဒါကိုပြောဒုက္ခဒုက္ခလည်း
လူလောကမှာအစဉ်ပြေတဲ့အခါမှာချမ်းသာလို့အစဉ်ပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြက်တဲတွေတွေ့အဲ့လိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ဓာတ်မကျဖို့စိတ်သက်သာရတဲ့နိလန်းတွေနဲ့တွေးရမယ်မြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင်ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းအတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ်မှာ depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးတဲ့ခုခံနိုင်တယ်အေးချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ခြေလွတ်တတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်လည်းပဲခုနကအေးချမ်းသာတယ်ဆိုတာလေထာဝရမဟုတ်ဘူးတခဏမျှတာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှုမရှိအောင်ကြန့်ခိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာကောင်းဆိုးလောကရန်ကြံ့ကြံ့ခံဘဝကိုလှလှပပဒီဆောက်ချင်ဟောဒီလောကရန်ခန္ဓာရည်ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1နော်လောကရန်ခန္ဓာအောင်ကြိုးစားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရန်ဆိုတာရှိတာကြည့်ပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ဒါတွေကတညီတယ်ပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာနော်ကဲရတဲ့ချီးမွမ်းတယ်ဆိုတာချီးမွမ်းတဲ့လူကချီးမွမ်းတယ်ကဲရတဲ့လူကကဲရတယ်အလုံးသိကြလိမ့်မယ်လေတခါတော့ကအမေရိကန်သမ္မတအရင်သမ္မတအီရတ်သွားတဲ့အခါကျတော့သတင်းစာဆရာတယောက်ကဖဏနဲ့ထုတယ်မဟုတ်လားဘာပဲဖြစ်ဖြစ်တခုခုအစော်ကားဆိုတာနိုင်ငံကောင်းဆောင်သမ္မတဖြစ်နေစော်ကားခံရတာမျိုးရှိတာစိတ်ဓာတ်ရေးရမတုံလို့ဖို့ကတိတ်အရေးကြီးတယ်ပေါ့ကိုယ်လည်းကိုယ်အတိုင်းတာနဲ့သူလည်းသူ့အတိုင်းတာလောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာကြည့်စိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူကသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်ကျမကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မဟုတ်ကျမကြီးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပန်းနိုင်အားကစားလေ့ကျင့်မှုတွေပြုသို့သောလောကလူသားတွေမေ့နေတာလှုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြန့်ခိုင်အောင်ကြိုးစားမှုကြတော့အားပြော့နေကြတယ်အဲ့ဒါလို့အားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရန်နဲ့ကြုံလိုက်လို့ရှိရင်ရိမ့်ရိုင်ထွက်သွားတယ်စိတ်ဓာတ်ကြန့်ခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါတရားကျင့်တယ်ဆိုတာအဲ့ဒါပြောတာနော်တရားကျင့်တယ်ဆိုတာအဲ့ဒါပြောတာ physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောက်ရတယ်ကျန်းမာရေးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ကြန့်ခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ဓာတ်ကြန့်ခိုင်အောင်မလုပ်အောင်တရားထိုင်တယ်တို့စိတ်ဓာတ်လေ့ကျင့်ခန်းယူတယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ်အိမ်မှာကိုယ်နေရင်ကနေပြီးတော့မှန်ကန်တဲ့အတွေးကလေးတွေတွေးတယ်ဆိုပါစို့လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တူနဲ့တူခင်မင်ပြီးတော့သိတ်တွေ့တာမှုတွေများနေလို့ရှင်တွေးလေအေးလူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားကြဘူးပေါ့စိတ်ဓာတ်ကြန့်ခိုင်အောင်အဲ့ဒါတွေကလေ့ကျင့်ပေးရဆိုပါစို့နုပြိုးနေတဲ့အရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားရမှာပါဇရာဓမ္မောမိဇရံအနတ္တိတောငါမှအိုခြင်းသဘောရှိတယ်အိုတဲ့သဘာဝငါမှရှိနေတဲ့အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ဓာတ်ကြန့်ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲတချို့အဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူးစိတ်ပြည့်စရာတွေးတာမဟုတ်ဘူးသဘာဝအမှန်ကိုသိအောင်ကြိုးစားစိတ်ဓာတ်ဆိုတာသဘာဝအမှန်ကိုသိမှဒီထက်နဲ့ရင့်ကျက်လာ
ဗျာဒိဓမ္မောမိဗျာဒေနတိတောအေးငါခန္ဓာကိုယ်ကြီးဟာနာရတဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးတွေးပါဆင်ញင်စဉ်းစားပေးပါလေ့ကျင့်ပေးပါစိတ်ကိုဒါနဲ့လေ့ကျင့်ပေးအာယုန်နဲ့စိတ်ကိုလေ့ကျင့်ကောင်းတဲ့အာယုန်နဲ့စိတ်ကိုလေ့ကျင့်တာခေါ်တယ်မရဏဓမ္မောမိမရဏနာတိတောလူတိုင်းဟာသိခြင်းသဘောရှိတယ်ငါလည်းပဲသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်မြောက်နိုင်ဘူးလေ့ကျင့်ပေးပါလေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစင်နေရောပါလားအတွက်အတားတွေရောပါလားလူတွေကထင်တယ်အတွက်အတားရောပါသွားလို့ရှိရင်တဦးနဲ့တူကွဲသွားလိမ့်မယ်လို့ထင်တယ်မဟုတ်ဘူးတန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူတဦးနဲ့တူမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူးတန်ရောစင်ဆိုတာကိုယ်အလိုချလေးဖြစ်နေတုန်းနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့တဏှာရဲ့သဘောကကိုယ်ကောင်းစားဖို့ပဲရှိတယ်ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်နဲ့ပြောကြတယ်သားသမီးချစ်တာလားကိုယ်ချစ်တာလားတေချာဆန်းစစ်ကြည့်အများကတော့ဖြေလိုက်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီသားသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင်ဒီသားသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်အာကိုးနေတယ်ယုံကြည်နေတယ်ငါသက်ကြီးရင်ငါသားလေးကငါဆောင်းရှောက်မှာပဲငါသမီးကငါဆောင်းရှောက်မှာပဲနဲ့ဟောအာကိုးမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင့်ချက်ကလေးတွေနဲ့ထင်အဲ့ဒီသားသမီးကကိုယ်ဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြတော့အိမ်ကနေနှင်ချပြီးအမွေပြကြော်ညာကြတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတုံးလို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီးဆိုလို့ရှိရင်အဲ့သားသမီးမချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတုံးဆိုကိုယ့်ဘဝကိုချစ်တာပဲကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီးဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံတွေ divorce လုပ်ကြတယ်၊ကွာရှင်းကြတယ်။ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာကသူစီကကိုပျော်ရွှင်မှုမရဘူးကိုစီကသူပျော်ရွှင်မှုမရဘူးကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲအမှားတကယ်အနှစ်သာရကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တသမံပေမနတ္ထိကိုချစ်တာလောက်တခြားကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတာဒါတကယ်ကိုအစစ်အမှန်ဟောဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ခြင်းမေတ္တာချစ်ကသူများအတွက်ပေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်ဘာဖြစ်လို့တော့ဆိုစဉ်းစားရတယ်သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင်သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်ဆင်ပြေးနေလို့ရှိရင်ဟောမကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါအတွက်စဉ်းစားတယ်ဟိုလူကလည်းငါအတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြီးပဲစဉ်းစားတယ်လိုဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေနှက်တယ်ကိုယ့်အတွက်မဖြစ်တာနဲ့တပြိုင်တည်းခွဲကြရောအဲ့တော့မေတ္တာချစ်နဲ့တဏှာချစ်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချစ်ကအေးမြပြီးတော့တဏှာချစ်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတောကဆိုတာရောက်လာစိုးရိမ်တာတွေပူဆွေးတာတွေဒါတွေဖြစ်လာမေတ္တာရဲ့နောက်ကမှာဒါတွေလုံးဝမရှိဘူးအေးချမ်းနဲ့တည်ငြိမ်နဲ့ဆိုတာတွေဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအောင်အဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ်စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားကလောကဓာတ်နဲ့ကျုံလာပြီဆိုလို့ရှိရင်ကြံ့ခံနိုင်အောင်လေ့ကျင့်ရစိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်
လေ့ကျင့်တယ်ဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်သမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါယောနိသောမနတိကာရလို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာတော့ဆိုရင်အဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်တယ်ကောင်းဘက်ကတွေးတယ်အရာရာမှာအကုန်လုံးအကောင်းဘက်ကတွေးရမှာလားလို့ဆိုဒီလိုတော့မဟုတ်ပါဘူးမှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်ရအဆိုးဘက်ကကြည့်လို့ရှိရင်အဆိုးဆိုတာအပြစ်ကိုကြည့်တဲ့အခါမှာအရာရာမှာအမှန်ကိုကြည့်ဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လူတယောက်ပေါ်မှာကိုယ်ကဒေါသဖြစ်တယ်ဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်အေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်စော်ကားတာပဲဆိုတဲ့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာအဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်အေး तू ဆဲတာ तू ဆိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူး तू ဆိုး तू ခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပုံမှာဒေါသမထွက်ပြန်ဘူးအတွေးလေးဟာဒီနားလေးတင်မဲ့ကပ်ပြီးတော့ခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေကကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှိရင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှိရင်နမောနမဲ့လို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့နေလို့ဖြစ်တယ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအဲ့ဒါမတော်တဆဖြစ်ရှာတာပဲနော်ဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေပဲကိုယ်ကိုလေ့ကျင့်ပေးရမှာအောင်ပြောတာသူများပေါ်မှာအပြစ်နေမြင်နေသည်တည်းကာလပတ်လုံးမေတ္တာဆိုတာသက်ဝင်နိုင်ဖို့မဖြစ်ဘူးတဲ့ဘယ်အရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာတော့သိကြတယ်ပုံမြင်လေးတစ်ခုရှိတယ်မြေထားမောင်းသမားတစ်ယောက် engine driver မြေထား driver တစ်ယောက်ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှကြည့်ဘူးကောင်းဘက်ကကြီးပဲပြောလို့ရှိတယ်ဒီနေ့ကျတော့ဘာဖြစ်တုံးဆိုမတော်တဆသူ accident ဖြစ်တယ်ဆေးရုံတင်လိုက်ရတော့ခြေထောက်တစ်ဖက်ဟာမြေထားကျိတ်ပြီးတော့အင်မတန်အခြေအနေဆိုတော့ခြေထောက်တစ်ဖက်ဖြတ်ရမယ်ကိန်းရောက်သွားအဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်မေးရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားပေါ့အကောင်းမြင်နိုင်အောင်မလားမင်းကိုယ်တိုင်ခြေထောက်တစ်ဖက်ဖြတ်ရတော့မယ်မင်းဘယ်လိုလုပ်အကောင်းမြင်မလို့ဆိုအဲ့ဒီလူကပြုံးပြီးတော့ဘာပြောတော့ဆိုလို့ရှိရင်တငယ်ချင်းတို့တဲ့ငါဒီကနေ့ကစပြီးတော့ခြိဒီဖဏတ်ဟာတစ်ဖက်ဖိုးသက်သာသွားပြီငါဖဏတ်ဟာနှစ်ရံနှစ်ခုမဝယ်ရတော့တစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတာနော်ဖဏတ်တရံထဲမှာတစ်ဖက်စာပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါသက်သာသွားပြီလို့ပြောတာခြေတော့ဖြတ်ရလို့ဖြစ်ရလေခြင်းဆိုတဲ့အတွေးကိုမတွေးဘူးဖဏတ်တစ်ဖက်ဖိုးသက်သာသွားပြီအကောင်းဘက်ကမြင်တာတချို့နေရာမှာ wise attention ဆိုတာအဲ့ဒါမျိုးကိုပြောတာတစုံတစ်ခုဖြစ်လာလို့ရှိရင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တင်လှုပ်ထိုက်တာလှုပ်အောင်ဒါပြောတာနော်လှုပ်တင်လှုပ်ထိုက်တာစိတ်ပူပန်တာနဲ့လှုပ်တင်လှုပ်ထိုက်တာဆိုတာနဲ့တခြားစီတချို့ကမကောင်းတာဖြစ်ပြီဆိုလို့ရှိရင်စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူး
အဖြစ်မဟုတ်စိတ်ပူပန်နေမဲ့အစားပူပန်မှုကိုလျှော့ချပြီးတော့ဘာလို့သင့်တယ်ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟောတာစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်ပြရမယ်လို့ပြောအဲ့ဒါမှကိုယ့်ရဲ့ဘဝမှာအလှဆင်လို့ရမှာပေါ့ညှို့ဆိုရင်ဘဝမှာအလှဆင်လို့မရနိုင်ဘူးအေကောင်းပြီကောင်းဆိုးလောကရန်ကြံ့ညံ့ခံလျက်အာမန်အပြည့်တတိမကွာပညာမျှော်မြင်အလုတ်ဝင်အလှဆင်ကြတို့ဘဝကောင်းဆိုးလောကရန်ကြံ့ညံ့ခံဆိုတာလောကရန်ကိုကြံ့ညံ့ခံနိုင်ပြီးစိတ်ဓာတ်တွေကရင့်ကျက်လာပြီဒီလောက်နဲ့ကျေနပ်ရမလားဆိုကျေနပ်ရတယ်ဘာတွေလိုတော့ဆိုရင်စိတ်အားမှန်လေးကိုမွေးမြူရမယ်မန်ဆိုတာမာနကိုပြောတာမဟုတ်ဘူးဒီနေရာမှာစိတ်ဆွမ်းအားတွေကိုပြောတာစိတ်ဆွမ်းအားတွေဆိုတာဘလောက်ထက်မြက်တယ်လဲလူတွေရဲ့တဏ္ဍာမှာရှိတဲ့စိတ်ဆွမ်းအားခုနတော့ကတရိษံတွေကိုချုပ်ကင်နိုင်တဲ့စွမ်းအားဟာလူတွေမှာရှိတယ်အဲ့ဒါဘာလို့ဆို brain ပဲအဲ့ဒီ brain ဆိုတာတင်စားပြီးတော့ပြောတာဘာလို့ပညာကိုပြောတာပညာသားနေသည့်အတွက်ကြောင့်လူတွေဟာတရိษံလောကကြီးကိုချုပ်ကင်ထားနိုင်တယ်ဒါဖြင့်လူတွေရဲ့တန်တဲ့မှာတိုးမြင့်ပေးရမယ်စွမ်းရည်တတ္တိတွေဘယ်နှခုရှိသလဲလို့ဘုရားမြတ်စွာရဲ့စာပေကျမ်းဂန်အရာပြောရမယ်ဆိုလို့ရှိရင်အဋ္ဌိပါဒပြည့်စည်မှုရဲ့အကြောင်းတရားတွေ means of accomplishment အဋ္ဌိဆိုတာ accomplishment ပါဒဆိုတာ mean way of accomplishment condition of accomplishment အဲ့ဒီအောင်မြင်မှုရဲ့အကြောင်းတရား၄မျိုးဆိုတာဘာတွေတုံးဆိုရင်ဆန္ဒရှိရပြင်းထန်ရမယ်ကောင်းမြတ်တဲ့ဘက်မှာကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုအခုဒီမှာတရားဝဲကြီးကျင့်ပါတယ်ပထမအချိန်ဖြစ်ချင်တဲ့ဆန္ဒကြောင့်မို့လို့တရားဝဲဖြစ်လာတယ်ဆန္ဒကနေကြီးစိုးထားသည့်အတွက်ကြောင့်ဘာလို့ရဆိုတဲ့လူတွေရဲ့စိတ်ထဲမှာဖြစ်လာတယ်တရားပွဲဖြစ်လာရင်ဘာလို့ရဆိုပြီးတော့ဝေယဝိစာအစပြီးမကြီးမညူလုံးကြဟောဖြစ်ချင်တဲ့ဆန္ဒလေးကြောင့်မို့လို့ဖြစ်တာလေတရားပွဲရှိလို့တရားလာနာတယ်ဆိုတော့ဘလောက်ဝေးတဲ့အရာပဲဖြစ်တရားနာခြင်းနဲ့ဆိုတဲ့ဆန္ဒကြောင့်လူကိုယ်တိုင်ဒီရောက်လာတာအကယ်၍ဒီဆန္ဒလေးသာမပေါ်ခဲ့ဘူးဆိုလို့ရှိရင်တရားပွဲလည်းမဖြစ်ဘူးတရားနာလည်းမလာနိုင်ဘူးเนาะအဲ့တော့ဆန္ဒရဲ့စွမ်းအားဘလောက်ကြီးတယ်လဲဆိုတာဆန္ဒအပေါ်မှာဘလောက်ယုံကြည်တိုက်တယ်လဲအားကိုးတိုက်တယ်လဲဒါစိတ်စွမ်းအားတစ်ခုပဲเนาะဒါကြောင့်မို့မြတ်စွာဘုရားကဆန္ဒကိုအဋ္ဌိပါဒအောင်မြင်မှုရဲ့အကြောင်းတရားတစ်ခုပါတဲ့ပါဠိစာပေမှာလည်းပဲဆိုထားတာရှိတယ်ဆန္ဒဝတ္တောဂိဏမကမ္မနာသိစတိဆန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စည်နိုင်တယ်ဟုတ်တယ်လေအရေးကြီးတာကစိတ်ဆန္ဒကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ကြုံတွေ့လာတော့ဒီပင်ကရာမြတ်စွာဘုရားကိုကြည့်ပြီးသူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်တယ်အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ဒီချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံမှာပဲတရားတော်အထုတ်လိုက်ရင်ယန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမေဧကေနတေနေနပုရိသေနဓမ္မတတိနငါလိုစွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်တယောက်ကတူးရဲနဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကိုသူမေးပြီသဗ္ဗညုတံပါပုနိတောတန္တာရိတံတတေဝကဆုံးဖြတ်ချက်ချလိုက် determination ဆန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတဉာဏ်ကြီးကိုရအောင်ယူပြီးတော့ဘုရားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒကြောင့်မို့လို့ဘုရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာဘယ်လို့ဆိုရင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဘ
ဖျားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါလေထိုဆန္ဒကိုပဲမြတ်စွာဘုရားကအဓိပတိလို့ခေါ်သေးတယ်တခါတည်းရန်လူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထားတယ်စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်စိတ်ကိုလွှမ်းမိုးနိုင်ရင်ရုပ်ပါလာတာပေါ့အဲ့ဒါကိုအဘိဓမ္မာမှာသန္တာဓိပတိသန္နတံပြုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိစ္စရူပနံအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတာသန္တာဓိပတိဟာသန္နာနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထုတ်လုပ်လာတဲ့ရုပ်တွေအဲ့ဓာတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့ဆန္ဒပေါ်လာတာနဲ့တကြိမ်နဲ့ထိုဆန္ဒသည်ရော်ရဲဆန္ဒမျိုးမဟုတ်ဘူးဆိုရင်အောင်မြင်အောင်လုပ်တာပဲလို့ဒါဆန္ဒကနေဥဆောင်သွားဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှဲ့ကဆန္ဒကဥဆောင်လို့စလာပြီဆိုရင်နောက်ကဘယ်သူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝိရိယဥဆောင်ဖို့လိုတယ်ဆန္ဒတော့ရှိပါရဲ့ကြိုးပမ်းအထောက်မှုမရှိဘူးဆိုမရပြန်ဘူးအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဘက်ဆောင်ကနေခေါ်ထားတာစိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လို့လဲကြိုးပမ်းအထောက်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝိရိယဓိပတိဝိရိယဓိပါဒအောင်မြင်ပြည့်စုံမှုမှာကြိုးပမ်းမှုမြတ်စွာဘုရားအလောင်းဟာ6နှစ်ပတ်လုံးအမတန်ပင်ပန်းခဲတဲ့ဒုက္ခရစရိယလုံနိုင်ခဲ့တဲ့အကျင့် austere practice လို့ခေါ်တယ်သိဆင်းရဲအိန္ဒိယနိုင်ငံမှာကျင့်ကြတဲ့ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကျင့်တဲ့အတ္တကိလမထာနုယောဂဆိုတဲ့အကျင့်မျိုးတွေအစာဖြတ်ပြီးတော့ကျင့်တယ်ရေဖြတ်ပြီးတော့ကျင့်တယ်ခန္ဓာကိုယ်ညှင်းဆဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလုပ်ပြီးတော့ကျင့်တယ်တန်တရားဥက္ကလွတ်ဖို့မရမနေလုပ်မယ်ဆိုတဲ့ကြိုးပမ်းအထောက်မှုဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းကျင့်နေတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင်သူ့ကိုယ်သူကိုလူမြင်မခံဘူးတောထဲမှာနေတာအဝတ်မို့အဖူအဲ့ဒီချိန်ဝလစ်လက်နေတယ်လူတန်းခြေတန်းကြားလိုက်တာနဲ့လက်ခနဲ့ပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တောထဲမှာဒုက္ခရစရိယာလို့ခေါ်တဲ့ပင်ပန်းခဲခဲနဲ့အကျင့်တွေကိုကျင့်ဘာစားလဲလို့ဆိုတော့တောဝမှာတောဆက်မှာနွားခြံတွေပါလေလာလောက်ထားတော့နွားကလေးတွေအဲ့ဒီမှာမွေးဖွားတယ်နို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စားတာအဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒါလို့ပင်မဆင်းရဲတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့6နှစ်ပတ်လုံးဒုက္ခရစရိယာတွေကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ဆုံးကန်းတိုင်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကြိုးပမ်းအားထုတ်မှုကကန်းကုန်သွားပြီဘာလိုအပ်တုံဆိုအသိဉာဏ်လိုအပ်လာဗျဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတစ်ခါတလေကြိုးပမ်းအားထုတ်လို့ရဒါကြောင့်မို့ဝိရိယဓိပတိဝိရိယကကြိုးပမ်းအားထုတ်ပေမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝိမန္တာဓိပတိအသိဉာဏ်နဲ့စဉ်းစားကြည့်ပြီးဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဘုရားလောင်းတော်ကြီးကဉာဏ်နဲ့ဆင်ခြင်သုံးသပ်လိုက်တယ်ပင်ပင်ပန်းပန်းခံပြီးတော့ကြိုးစားအားထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလေအဆုံးဂိတ်ဆုပ်ထီအောင်ရောက်အောင်ကျင့်လိုက်တော့ဘာတွေးမိလာတော့စေလောကမှာသူလောက်ပင်ပန်းခန္ဓာကျင့်တဲ့ပုဂ္ဂိုလ်ပင်ပန်းခံလို့ရမယ်ဆိုရင်ငါရပြီဘသူအောင်မှငါမရော့ဘူးဝိရိယကိုအစွမ်းကုန်မြင့်ပြီအဲ့တော့မရတာထောက်လို့ရှိရင်သိရအင်ညောမက်ခောဘောဓာယခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးလမ်းဆုံးအောင်လိုက်တယ်သူကြိုးပမ်းအထောက်မှုနဲ့ပတ်သက်ပြီးဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်ရင်အဆုံးထိအောင်လိုက်ကြည့်တယ်
ကြည့်လို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမဲ့လမ်းဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိလောက်တယ်ဆိုပြီးတော့လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာဟောဝီရိယနဲ့ပတ်သက်လာလို့ရှင်လေအမတန်မှပြင်းထန်တဲ့ဝီရိယရှိခဲ့တယ်ပေါ့အဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လှုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဗုဒ္ဓဆိုတဲ့တပ္ပညုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံးကိလေသာတွေဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိလာဘာစွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိတာတုံးဆိုရင်ခုနပြောရင်သန္တာရဲ့ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဝိမာန်ဓာတ်ရဲ့ဒီစွမ်းအားတွေနဲ့ရောက်တာပဲတခြားနည်းကသွားတာမဟုတ်ဘူးနော်အဲ့တော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲသန္တာဆိုတာရှိတယ်ဝီရိယဆိုတာအခြေခံအနေနဲ့ရှိတာကိုပြောတာနော်အခြေခံအနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ရှိရင်အပြော့မြဲပြော့နေမှာပဲအပြော့မှပြော့နေမှာဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ကံမယူလို့ရှိရင်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ကံယူရအဲ့ဒါကြောင့်မို့လို့ကိုယ်တဏ္ဍာမှာရှိတဲ့သန္တာတို့ဝီရိယတို့ဝိမာန်တို့စိတ်ဓာတ်တို့ဆိုတဲ့ဒီစွမ်းအားတွေကိုလေ့ကျင့်ကံယူပြီးတော့အထွတ်ထိပ်ရောက်အောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အင်မတန်မှစွမ်းအားထက်ပါတယ်တဲ့ဘလောက်ထိစွမ်းအားထက်တုံးဆိုရင်မြတ်စွာဘုရားကပြိဋိဘံသံဃာနီးမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုဟာမှတ်သားเสียရတယ်ရှင်အနန္ဒာကိုဘာမိန့်ရှိတုံးဆိုရင်အနန္ဒာတဲ့အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သန္တာဝီရိယဝိမာန်တို့ကိုစနစ်တကျတိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတက်တန်းစီအောင်နေနိုင်တယ်သို့မဟုတ်တက်တန်းကျော်အောင်နေနိုင်တယ်ဟောသေခြင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာနော်အတိုင်းအတာတစ်ခုရလုံးဝမသိအောင်ပြောတာတော့မဟုတ်ဘူးလုံးဝမသိအောင်ဆိုတာတော့မဖြစ်နိုင်ဘူးသေခြင်းတရားကိုအတိုင်းအတာတစ်ခုရတားဆီးထားနိုင်တယ်မြတ်စွာဘုရားကိုယ်တိုင်ပဲအားလုံးကြည့်နောက်ဆုံး10လမြတ်ဗုဒ္ဓဆိုတဲ့မဟာပရိနိဗ္ဗာန်သုတ်မှာလာတဲ့ပရိနိဗ္ဗာန်မဆံခင်10လပရိနိဗ္ဗာန်ဆံမှု10လအလိုဝါဆိုလာပြီးကျော်တရက်လာမဲ့ကဆုံလမှာပရိနိဗ္ဗာန်ဆံမယ်ဆိုရင်ဝါဆိုလာပြီးကျော်တရက်မြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်သွားအဲ့ဒီယောဂဝေဒနာကဘလောက်ပြင်းထန်တယ်လဲဆိုရင်မာရဏန္တိကဆိုတာသေခြင်းနာကတ်သွားသို့မို့သေမပြောင်းမဲ့ယောဂမျိုးပေါ့ခေတ်စကားနဲ့ပြောရင်တော့အင်ကေဝါတွေပေါ့ကုလို့မရဘူးဆိုယောဂမျိုးနော်ဆရာဝန်တွေလက်တဲ့ယောဂမျိုးလို့ဆိုကုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကေဝါတွေပေါ့အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားက10လအတွင်းအဲ့ဒီယောဂမပေါ်အောင်ထိန်းလိုက်တယ်ဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသန္တာဝီရိယဝိမာန်စိတ်ဓာတ်ဆိုတဲ့အဋ္ဌိပတ်၄ပါးအင်အားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလသမဘဝင်စားပြီးတော့မြတ်စွာဘုရားထိန်းလိုက်တယ်ထိန်းလိုက်တာ10လတိတိအဲ့ဒီယောဂပြန်မပေါ်ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါဘာလို့တုံးဆိုရင်တေကန်နေလို့ဆိုရင်ဆိုလူကုတ်တဲ့ထိုးပေးတာစိတ်ဆွမ်းအားရှိနေသည့်အတွက်ကြောင့်စိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့10လတိတိယောဂမပေါ်အောင်ထိန်းထားလိုက်တာမန်ဖလသမဘမျိုးဆိုရင်မထိန်းနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယုသင်္ခါရဖလသမဘဆိုသန္တာဝီရိယဝိမာန်စိတ်ဓာတ်ဆိုတာဒါရီဆွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ဝိပဿနာကျင့်စဉ်ကိုဝိပဿနာကျင့်စဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလသမဘကိုဆိုလို့အဲ့ဒီဖလသမဘနဲ့ထိန်းလိုက်တာ10လအတွင်းဒီယောဂတွေလုံးဝပေါ်မလာတော့ကျမ်းမာသွားတယ်ဘယ်ကလေးကျမ်းမာလဲဟောစိတ်စွမ်းအားနဲ့ဖြစ်တာဘာကြောင့်မြတ်စွာဘုရားက10လတိတိယောဂတွေမပေါ်အောင်ထိန်းတယ်လဲလို့ဆိုရင်သူ့အတွက်မဟုတ်ဘူးဖျားပွင့်လာတာသူ့အတွက်မဟုတ်
တတဝါတွေအတွက်ဘယ်သူအတွက်လဲလို့ဆိုလို့ရှိရင်နောက်10လပြည့်ကစုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံမဲ့သုဘတ္ထဆိုတဲ့ပြပိုက်ကြီးရှိတယ်အဲ့ဒီပြပိုက်ကြီးကမြတ်စွာဘုရားကသာ10လစောပြီးပြိဋိဘံဆံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဘုရားတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝမရရဲ့နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံတာလွဲသွားရင်နောက်ထပ်ပြန်မလာဘူးကြည့်လေမြတ်စွာဘုရားကသမထကျင့်စဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့သမထကျင့်စဉ်ကိုနီးလန်းပြီးပြလောက်လာတဲ့အာလာရကာလမဆိုတဲ့ယသိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယသိကြီးတွေသမထကျင့်စဉ်တော့သူတို့ထွတ်ထိပ်ရောက်အောင်ပေါက်ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုတာထွတ်ထိပ်ရောက်သို့တော့ဘုရားကသစ္စာလေးပါးဝိပဿနာကျင့်စဉ်ကြီးကိုတွေးရှိပြီးတော့သစ္စာလေးပါးကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြည်လိုက်တော့တဦးကတပတ်စောပြီးတော့ကွယ်လွန်သွားတယ်နောက်တဦးကတညတာစောပြီးတော့ကွယ်လွန်သွားရောသူတို့နောက်ရိမိတ္တရဘုရားလည်းသူတို့တွေ့မှာမဟုတ်တော့ဘာဖြစ်လို့အရုပဘုံရောက်နေကြအရုပဘုံဆိုတာနန်းကြီးပဲရှိတယ်ဘုရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်မကြားရရင်သွားရောနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိအဲ့ဒီကပြန်သေးအောင်မယ်သေးလာတဲ့အခါမှာလူပြေရောက်နာပြေရောက်မကောင်းတဲ့ဘုံရောက်ချင်လေရောက်သွားအောင်မယ်ဆုံးရှုံးနေနာမှုတွေဒီလိုရှိတယ်ပေါ့ထို့တူပဲသုဘဒကြီးကလွဲသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်မဝင်စားသေးဘူး10လစောပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှမဟုတ်ဘူးနော်လူဆိုတာစိတ်ဝင်စားမှလောက်တာလေခုကြည့်ပါလားဒီလမ်းမှာတောင်တရားပွဲခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လောက်တာအဲ့တော့သုဘဒပြပိုက်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညသကောင်းအချိန်လောက်ရောက်မှသူဘုရားစီရောက်လာတာရောက်လာတော့မှသူကယင်ထဲကတန်တရားစကားကိုမေးခြင်းလို့ရောက်လာဗာမေးတုံးဆိုတော့ခိုင်းเสียဘာသာရေးခေါင်းဆောင်နေသူဘက်ကသူတို့ကိုသူတို့ဖျားလို့ဝန်ခံနေကြတယ်သူတို့ဝန်ခံတဲ့အတိုင်းဟုတ်သလားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူကမြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့သူ့မှာအချိန်မရှိဘူးပေါ့အဲ့ဒါတွေမမေးနဲ့ဘုရားကရှင်းရှင်းလေးပြောတယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်းနော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လှုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တည်တာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီစိတ်ဆွမ်းအားတွေကိုပြောတာနော်အဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှသောတာပန်သဂရကံအနာဂံညာနာဆောင်ဖြစ်နိုင်ဘူးလို့မဂ္ဂင်၈ပါးအကျင့်တရားမရှိရင်စစ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ဒီလိုပြောတဏှာဝုတ်ကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းဟာတစ်ကြောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူလက်ခံပြီးဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းလို့ထိုညမှာပဲယဟန်ဝတ်တရားကျင့်ဘုရားပြိဋိဘံမဆန်ခင်လေးမှာယန္နာဖြစ်သွားတယ်ဟောနောက်ဆုံးတပည့်လို့ခေါ်တယ်သူ့အတွက်မြတ်စွာဘုရားဟာဆယ်လတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသန္တဝိရိယဝိမာန်တစိတ်တဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြောဒါကြောင့်မို့လို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိဘာဖြစ်လို့ဒီစိတ်စွမ်းအားတွေကစွန့်ရည်တတိတွေမဖြစ်တယ်လဲလို့ဆိုလို့ရှိရင်မလုပ်လို့မလေးကျင့်လို့မဖြစ်တာတကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေ
လူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိလောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိတယ်လူတွေမှာရှိတဲ့အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါမှာပစ္စည်းလိုချင်တယ်နော်ချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆန္ဒကအဲ့ဒီဘက်မှာရှိတယ်အဲ့ဒီဘက်ရှိတဲ့ဆန္ဒကဒါလောကီဘက်ထိုက်တဲ့လောက်ကြီးပွားမှုတော့ရှိတရားဘက်ကိုဆန္ဒမရှိသေးသမျှတရားကိုသိတဲ့အသိဉာဏ်မရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ်နောက်တစ်ခုဝီရိယလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူးစိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ်ဘုရားအလောင်းတို့6နှစ်ပတ်လုံးဒုက္ခရစရိယကျင့်တာလမ်းဆုံးထိအောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြံ့ခိုင်တယ်လဲခန္ဓာကိုယ်ဟာဘလောက်ကျမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားအလောင်းတော်ကြီးကကျင့်နေတဲ့အချိန်မှာတော့သူ့လက်ကိုလက်တစ်ဖက်နဲ့ပွတ်လိုက်လို့ရှိရင်လက်မှာရှိတဲ့အမွှေးတွေကျွတ်ကျသွားတယ်အဲ့လောက်ထိအောင်ကျမ်းမာရေးဘိုက်ကင်လို့ရှိရင်ကြောရိုးကုန်းထိနေတယ်ကြောရိုးကုန်းနဲ့ဘိုက်နဲ့ချက်နေတယ်လို့ဒီလိုပြောတာနော်မျက်လုံးနှလုံးကဘလောက်ထိအောင်ရှိသွားတော့ဆိုအိုးရေတွင်းကြည့်ရတယ်လို့ပဲမျက်လုံးအိမ်နေတဲ့မှာမျက်လုံးကနေခြိုက်ဝင်းနေတယ်လို့ပြောပါကစ္စတန်ခန္ဓာရပပုပညာနဲ့ထုထားတဲ့6နှစ်ပတ်လုံးဒုက္ခရစရိယကျင့်တဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်မယ်နော်စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီအနေထားထိအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယနေတဲ့ဝီရိယမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးကြည်ကြည်အရေးခန်းခန်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်လန်းရမယ်လို့ကြိုးပမ်းအထောက်မှုရှိရမယ်လို့ဒီလိုခေါ်တာသူကိုယ်တိုင်လည်းကြိုးပမ်းအထောက်ခဲ့တာအဲ့ဒီကြိုးပမ်းအထောက်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားသူတရားမြတ်မရနိုင်ဘူးလူတွေဟာသူ့အတိုင်းတာနဲ့သူရတာဆန္ဒလည်းဆန္ဒရှိသလောက်ပဲကြိုးပမ်းမှုလည်းကြိုးပမ်းမှုရှိသလောက်ပဲရမှာပဲစိတ်ဓာတ်ကြံ့ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးကကြည်ဒီလောက်ကျမ်းမာရေးထိခိုက်သွားပြီပဲလို့စိတ်ဓာတ်နောက်ဆုံးပဲဆိုတော့တခုမှမရှိဘူးအခုမှဒီလိုစိတ်ဓာတ်ကြံ့ခိုင်တာမဟုတ်ဘူးစိတ်ဓာတ်ကြံ့ခိုင်လာအောင်လေ့ကျင့်လာတဲ့ဘဝတွေကများလာပြီကြည့်လေသူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဟာအလုံးကြားဥကြလိမ့်မယ်မဟာစနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သင်္ဘောပြက်လို့ပင်လယ်ထဲမှာသင်္ဘောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာမျောလင့်ချက်မရှိဘဲနဲ့ခုခတ်နေတာတာမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုရင်ဘယ်လိုတွေးမလို့ဆိုအိုးမျောလင့်ချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြမှာနော်အေးစစ်စစ်အသေးပဲခံမယ်ဆိုရင်လူကများမှာအေးသူနဲ့လောက်ကလိုက်လာတဲ့လူတွေကအေးစစ်စစ်အသေးခံတဲ့လူတွေကြီးပဲအကုန်လုံးသူတယောက်ပဲကူးတယ်အသက်နဲ့ကိုမြဲနေသမျှတော့လုံလဝိရိယထုတ်မယ်နတ်သမီးကလာမေးတယ်ဒါလောက်ကမ်းမမြင်တဲ့နေရာမှာကူးနေလို့ရောမင်းဘာအကျိုးရှိမှာလဲသူပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့လှုပ်တင်တာကိုငါလှုပ်နေတယ်ကျိုးစားအထုတ်မှုကငါတောင်းအောင်ပဲရောက်တာမရောက်တာငါတောင်းအောင်မဟုတ်ဘူးအကျိုးမရှိဘူးလို့မပြောနဲ့တဲ့လက်လျှော့တဲ့လူတွေသေသွားပြီအခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတာအကျိုးရှိတယ်ပေါ့မမြင်ဘူးတာမြင်နေရပြီပေါ့ဖျားလောင်းကြီးတွေရဲ့စိတ်ဓာတ်တို့ကြိုးပမ်းအထောက်မှုတို့အဲ့ဒါမျိုးစိတ်ဓာတ်ကြန့်ခိုင်တာကိုပြောတာနော်လူတွေအများစုကစိတ်ဓာတ်မကြန့်ခိုင်လို့သေသွားကြတာတွေများတယ်ဘဝပို့ပြီးတော့ဆုံးရှုံးနေတာသွားတာစိတ်ဓာတ်မကြန့်ခိုင်လို့ပဲစိတ်ဓာတ်ကြန့်ခိုင်လို့ရှိရင်လူဘဝဒီလိုမဖြစ်နိုင်ဘူးအေးဒါကြောင့်မို့လို့စန္ဒကလည်းရှိရမယ်ဝီရိယကလည်းရှိရမယ်စိတ်ဓာတ်လည်းကြန့်ခိုင်ရမယ်ကြန့်ခိုင်တဲ့အခါမှာအတိညာဏ်ကလည်းရှိဖို့လိုသေးတယ်တဲ့အဲ့ဒီ၄ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းပဲလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆေးရဆိုကြတယ်ထာဝရဘုရားနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible
Phaya the Ken ha Mapchen Naina Pchen on load de lo Dilo David God makes the impossible possible. Era o Poniro Pianta like Messoy. Bora ye Diarone Gosora Goy Pimbeka. Hogala Gutema Shiela Messi Uno Goyop and a Kami Muro. Dua Mimu, debate that Hema Comi Murelu Yama Shimem too. A pure Penny Manamadu. No, God makes the impossible possible. Ero Mami Murari at that hala, Shida Mashida at that hala. She did a baron, Koya Sandam Shigula. Widia Leshide, Koya Saison Are Leshide, a Dipina Leshide. Hogala, Kotanama Shida, do amazing load, Hashid, Techan. Ero, God makes the impossible possible, so Mesa, Sanda makes the impossible possible. Sana Mapita, Mapin 9 now, Pin 9 on loaded, Pin 9 zede. Wiria, effort makes it the impossible possible. Tilo Webioa. Mind makes the impossible possible. Do you say so? Madame Temia de determine mind makes it the impossible possible. Mapin 9 are a on low 9, say so. Athena let her do it. Knowledge, though wisdom, makes it the impossible possible. Tisaka, Povi of money. God makes the impossible possible, so God will go where a Poguri, Dreda, Mangom Mam. Ludain, Mamamu, no? The gay or the road way or the gay shit the last of Lua Akamakam Shiv. Hora Amagan Shi, Balurose, Kotanama, the Gashini. God makes it the impossible possible. Goshi Lazura, Bo Yechinid. Hogala. She no Pshikampim, Mashivus and Dwavi. Oh, Sanasura, Mashivula. She de, Widia Sorayo, she de, Sit Sorayo, Pinya Sorayo, she de Sora, Hora, Puma de Javula. Tajamolo, Sanda Widia, Wimanda, Saita Sore, Tison Ari, Amadama, Tambushi de Swari, Pibare, Tajam Bawago, Atlas and Nome solution. Ama Abi, the deep Magua, Pinya Miomi, Tison Arine Council Logaran, Janjan Kanle, Ama Abi, the deep Magua, Pinya Miomi, a low wind, Losia Shida low. Allah Senya Dobwa, Durai, Gobo, Lasemo, the Chetty, Piso on Josa Atoame, Dajamo, the Male Sound Egu, Ya. Don't go like Chabi Bame, Alon like so chiba, no? Council Logadan, Janjan Kanleye, Ama Abi, Tadi Magua, Pinya Myomin, a low wind, a last Sinja Dubawa, Council Logadan. Janjan Kanleye Ama Abi Dadi Magua Pinya Myomin a low wind Allah Sinja Dubawa Council Logaran Janjan Kanleye Ama Abi Dadi Magua Pinya Myomin a low wind Allah Sinja Dubawa Bawago Allah Senyan so that they added the Imabe Piso Mavi, Alon Kosi Konga, Mimido Pawa, Allah Sen on Chosa, Naija Pase Gondari.